တဲ့ကြောင်တွေကိုစားစီလို့ထားပါတယ်ဒုနီယောင်မတွေ့ဖြစ်တာကြပြီပေါ့ချစ်သူရဲ့ရုပ်တရားသတရားလာရင်ဒီရင်ပတ်ချီခွဲပါတယ်ဖွင့်မပြောတော့ဘူးငိုလိုက်တာကောင်းမေအစွန်တလခွဲရဟာတကယ်တော့ခါပါတယ်နှုတ်ဆက်တဲ့ချမ်းသာတဲ့ကံကိုပဲပြည့်တယ်မေမေမို့လို့ထားနေမဆိုပါနဲ့ချစ်သူ